မြန်မာနိုင်ငံတန်ယုံဖွင့်ထားတာအားလုံးပေါင်း49ရုံကောင်စစ်ဝန်ရုံးက16ရုံဆိုတော့တချို့ကတန်ယုံတော့မရှိဘူးကောင်စစ်ဝန်ရုံးသွားထိုင်ထားတဲ့နိုင်ငံတွေရှိတယ်တချို့ကတန်ယုံရောဒီကောင်စစ်ဝန်ရုံးရောထိုင်ထားတဲ့နိုင်ငံတွေရှိတယ်ကြိုတင်မဲကိုသူတို့အဲ့ဒီတန်ယုံ49ရုံကောင်စစ်ဝန်ရုံး16ရုံအဲ့ဒီမှာကျင်းပလိုက်တာပေါ့လေဟိုတန်ယုံရှိတဲ့ဒေတာတွေပါတော့ကောင်စစ်ဝန်ရုံးကမကျင်းပဘူးပေါ့ဘာပဲပြောကဲဆိုကြပါစို့တန်ယုံ49ရုံမှာကျင်းပတဲ့ရွေးကောက်ပွဲအဝေးရောက်ဒီမဲပေးဖို့ရွေးကောက်ပွဲနော်အဲ့ဒီသူတို့ပြောတဲ့အဝေးရောက်မဲပြပရောက်မဲတွေကိုကြိုတင်ကောက်ယူတဲ့နေရာမှာတန်ယုံ49ရုံကမဲသွားထည့်တဲ့လူက49ရုံလုံးပေါင်းလိုက်တဲ့မဲက321မဲပဲရှိတယ်ကဲ321ကို49နဲ့စားကြည့်လိုက်ကြဟိုတနိုင်ငံမှာလူဘလောက်ပဲဟိုပြန့်မြန့်ပေါ့နော်တနိုင်ငံမှာ6ယောက်လောက်ပဲမဲသွားပေးတဲ့အခြေအနေမျိုးပေါ့တချို့နိုင်ငံကတော့တယောက်မှသွားမပေးတာတောင်ရှိတယ်တချို့နိုင်ငံကတော့လူ15ယောက်20လောက်ရှိမယ်ဒါမျိုးတော့ရှိမှာပေါ့လေဒါပေမဲ့ပြန့်မြန့်ကျွန်တော်ပြောပြတာဒါဆိုရင်ပြပရောက်နေတဲ့မြန်မာကျွန်တော်ဒီ IOM ပေါ့နော် International Migration ပေါ့နိုင်ငံတကာရွှေ့ပြောင်းဝင်ရောက်နေထိုင်ရသူများဆိုတဲ့ဒီကုလသမဂ္ဂအဖွဲ့ကြီးအောက်မှာဖွဲ့ထားတဲ့ဒီအဖွဲ့အစည်းရဲ့ record အရ2025မှာမြန်မာနိုင်ငံကပြည်ပကိုရွှေ့ပြောင်းသွားရောက်လုပ်ကိုင်နေထိုင်သူပေါင်း12တန်းကျော်ရှိလူဦးရေ12တန်းကျော်မှာ321မဲပဲလာပေးတယ်ဆိုတော့ဒါဟာဒီရွေးကောက်ပွဲဟာအခြေအနေမကောင်းတော့ဘူးဆိုတာဒါမြင်လို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့လူဦးရေ12တန်းဆိုတော့ဗမာပြည်ကထွက်တဲ့လူတော်တော်များများဟာ passport နဲ့ပဲထွက်ခိုးပြီးတော့ပဲထွက်နော်အလုတ်ကင်နဲ့ပဲထွက်ကြောင်းတက်ဖို့ပဲထွက်ပေါ့ဗျာနော်ဟောဘလို့အခြေအနေမျိုးနဲ့ပဲထွက်အသက်18နှစ်ကျော်တဲ့ဥစ္စာက65ရာခိုင်နှုန်းလောက်ရှိမယ်ပေါ့ကျွန်တော်အဲ့လိုနားလဲတာဆိုတော့65ရာခိုင်နှုန်းကိုခုနတန်ယုံ49ရုံမှာမဲက321မဲပဲရတယ်ဆိုတော့ဘလောက်ရာခိုင်နှုန်းနဲ့ဘလို့ဖြတ်ပြီးတော့မဲပေးသလဲဆိုတော့တော်တော်တွက်ချက်ရခက်တဲ့မြန်မာပြည်ရဲ့အခုရွေးကောက်ပွဲပုံစံဆိုတာမြင်ရမှာပေါ့ကျွန်တော်ပြောချင်တာကတော့ပြိုင်ပွဲအစ်စ်မဟုတ်ရင်ဝင်သွားအားမပေးကြတော့တဲ့ပုံစံမျိုးလို့ကျွန်တော်နားလည်တယ်ဒါကြောင့်မြန်မာပြည်သူပြည်သားတွေကနိုင်ငံရေးအရာတော့တော်တော်မြင်လာကြပြီဒါပေမဲ့မမြင်သေးတဲ့ဟိုနှစ်ဖက်ဘက်ဆိုင်အကုန်လုံးကိုကျွန်တော်ပြောချင်တယ်မမြင်သေးတဲ့အပိုင်းတွေကတော့ဂျင်းထဲတာကိုပဲမမြင်တာတွေးခေါ်စဉ်းစားမှုတော့တော်တော်အဆင့်မြင့်လာတယ်လို့အခုပြည်ပမှာအဝေးရောက်မဲလုပ်တဲ့စစ်ကော်မရှင်ကလုပ်တဲ့ရွေးကောက်ပွဲနော်နဲ့ပတ်သက်ပြီးတော့တန်ယုံ49ရုံမှာမဲအရေပေါင်း321မဲပဲရတာကိုတစ်ချိန်ကျရင်မဲအရေပေါင်း3သန်းရတယ်လို့သူတို့ကြေညာမှာစိုးလို့ဗျာဒါကိုကျွန်တော်ကြိုပြောလိုက်တာနော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြည်တွင်းတော့ကျွန်တော်ဆက်စောက်ကြည့်နေတယ်ဒါပေမဲ့ပြည်ပအဖြေကတော့ရှင်းသွားပါပြီတန်ယုံ49ရုံမြန်မာနိုင်ငံကသွားဖွင့်ထားတဲ့တကဘာလုံးမှာရှိတဲ့တန်ယုံ49ရုံပြည်ပကိုရောက်နေလူဦးရေ12တန်းကျော်မှာမဲ321မဲပဲသွားပေးပါတယ်လို့ဒါမြန်မာပြည်သူတွေတော့ညီကိုမောင်နှမတွေတော့တိုင်းရင်းသားညီကိုမောင်နှမတွေတိုင်းသူကြီးသားများတွေအကုန်လုံးကိုသိအောင်ကျွန်တော်ပြောလိုက်တာပါကိုကျုပ်စော်မင်းထွန်းပြောနေတဲ့ကြားဖြန့်ကိစ္စကိုကျွန်တော်ပြောပြမယ်ကြားဖြန့်ကိစ္စလုပ်ဖို့အဓိကနေပြည်တော်ကိုဆက်သွယ်နေတာတနေ့ကိုဖုန်းအကြိမ်ကြီး400လောက်သွားနေတာနေပြည်တော်ပြန်ကြားရေးဝန်ကြီးမောင်မောင်ဦးကဂိုင်းဖွဲ့ပြီးတော့ဒါကိုနေပြည်တော်မှာဂိုင်းဖွဲ့ထားတဲ့ရုံးခန်းကနေညွှန်ကြားနေတာဒါတွေကိုအစဖျောက်ထားတယ်โอเคခဏကြားဖြန့်နေချစ်ကြတယ်ဟုတ်လားဖမ်းကြတယ်စီးကြတယ်ပေါ့ဗျာဒါတိုးတုတ်နဲ့ကျွန်တော်ပြောပြနေတာဆိုတော့ဘုချုပ်ဆောင်မင်းထွန်းပြောတဲ့စကားလုံးလေးတစ်လုံးကိုကျွန်တော်ပြောပြခြင်းတယ်ဘယ်နိုင်ငံမှလာပြီးတော့ဝင်ရောက်ပတ်သက်လို့မရဟုတ်တယ်ဘူးမှမပတ်သက်ဘူးဗမာပြည်ကိုပတ်လဲမပတ်သက်ခြင်းဘူးအမှန်ပြောဒါပေမဲ့ကဘာကိုခမားတို့ကအချုပ်ချာအာဏာနဲ့ပြောနေတာကဲဟုတ်ပြီအချုပ်ချာအာဏာဆိုတာဥပဒေအရရောနော်နိုင်ငံရဲ့သတ်မှတ်ထားတဲ့ဒီဟိုစကေးမြေပုံအရရောလူဥပြည်သူတွေအရရောနေထိုင်နေသူတွေရဲ့အရရောနော်ဒီအခြေခံဥပဒေအရပေါ့ဗျာဒါတွေအားလုံးစုပေါင်းစပ်ပေါင်းကဲအစွဲပြုခေါ်လိုက်တာတော့အချုပ်ချာအာဏာပေါ့ဗျာကဲဒါဆိုရင်ခမားတို့အချုပ်ချာအာဏာရှိတဲ့နိုင်ငံကြီးကနိုင်ငံတစ်ခုကဘာဖြစ်လို့ကမ္ဘာနိုင်ငံအသီးသီးရဲ့အချုပ်ချာအာဏာကိုခင်ဗျားတို့စော်ကားတာဒါကိုကျွန်တော်အရင်မေးချင်တာ
နော်ဒါဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကျွန်တော်တို့မေးရမှာပြောသတင်းသမားတယောက်အနေနဲ့ဆိုရင်အဲ့ဒါကိုခင်ဗျားတို့မသိခဲ့ဘူးလို့ပြောနေတယ်ဆိုတာရှင်းရှင်းပြောရရင်တော့ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာခင်ဗျားတို့ချင်းတာထဲနေပြီးတော့ချင်းနာမရပါဘူးလို့ပြောနေတယ်နဲ့အတူတူပဲဗျာဒါကျွန်တော်ခက်ရှင်းရှင်းပြောလိုက်တာဘာကြောင့်လို့လဲဆိုတော့ဒီစောချစ်သူဆိုတဲ့ကောင်ကိုခင်ဗျားတို့ကိုယ်တိုင်ပဲနော်အစောကြီးပဲမောင်အောင်ကိုယ်တိုင်ပဲနော်တရုတ်ပြည်ကိုခေါ်သွားပြီးတော့တရုတ်ပြည်ရဲ့ online business လုပ်ငန်းတွေကိုသတ်ပြခဲ့တာပထမအဲ့ဒါမရှိသေးဘူးဗျ NLD အစိုးရလက်ထက်မှာကြားဖြတ်မပေါ်သေးဘူးဒါကျွန်တော်အမှန်တိုင်းပြောတာအဲ့ဒါတွေလာဆောက်နေတဲ့ကက်စီနိုတွေတော့ဖွင့်နေပြီစားတောက်ဆိုင်တွေဒါမျိုးတွေတော့ရှိတယ်ဗျကြားဖြတ်မဖြစ်သေးဘူးကြားဖြတ်ဖြစ်တယ်ဆိုတာခင်ဗျားတို့အာဏာသိမ်းပြီးနောက်ပိုင်းမှာအကြီးကျယ်ဖြစ်သွားတာနော်ခင်ဗျားတို့လောက်ကင်ရဲ့အခြေအနေကိုကြည့်လိုက်ခင်ဗျားတို့မသိဘူးပြောတယ်နောက်တော့ခင်ဗျားတို့ပြန်ဖမ်းပေးရတာပဲမှတ်လားဆိုတော့အခုလေခင်ဗျားတို့ကတိုင်းပြည်ရဲ့အချုပ်ချာအာဏာကိုတော့လာစော်ကားလို့မရဘူးဆိုတော့ခင်ဗျားတို့လိန်လိုက်တဲ့မြန်မာနိုင်ငံမှာ base လုပ်ပြီးတော့စဉ်းစားကြည့်ဗျာ passport တုံးမထုပဲနဲ့ဝင်လာတဲ့တရုတ်ပေါင်းမြောက်များစွာလူပေါင်းမြောက်များစွာကိုခင်ဗျားတို့နိုင်ငံဖြတ်ကျော်ဥပဒေနဲ့တယောက်မှအရေးမယူဘဲနဲ့ပြန်ပို့တယ်ဆိုတာခင်ဗျားတို့ကိုယ်တိုင်ဒီထဲမှာပါလို့ BGS နဲ့ BGS ဆိုတာမြန်မာစစ်တပ်ရဲ့ unit တစ်ခုပဲဗျခင်ဗျားတို့ခေါင်းစဉ်အောက်ကပဲဗျခင်ဗျားတို့မှာတာဝန်ရှိတယ်ဗျခင်ဗျားတို့လိန်လိုက်တာဘီလီယံ60ဗျဟမ်ဆိုတော့တိုင်းပြည်ကတော့မွဲသွားတယ်ခင်ဗျားတို့စစ်ဗိုလ်ချုပ်တွေချမ်းသာနေတယ်လေခင်ဗျားတို့အစုရှယ်ယာမရဘဲနဲ့ဇော်မင်းထွန်းအခုနေပြည်တော်မှာစောင့်နေတဲ့သုံးတက်တိုက်ကြီးဇော်မင်းထွန်းမစောင့်နိုင်ဘူးအခုလက်ရှိကုန်စည်နှုန်းနဲ့ပစ္စည်းနဲ့နော်ဒါဇော်မင်းထွန်းသိအောင်ပြောနေရာမပြောသေးဘူးပြောတကယ်ပြောရင် GPS နဲ့ကျွန်တော် satellite နဲ့ပြနော်ဆိုတော့ပေးခြင်းတဲ့ message ကဘာလဲဆိုတော့ခင်ဗျားတို့တခုခုဖြစ်လိုက်တဲ့အချုပ်ချာအာဏာဆိုတဲ့ဥစ္စာနဲ့အကာအကွယ်ယူပြီးပြောတယ်ဒါဆိုရင်တကဘာလုံးမှာရှိနေတဲ့လူနေမှုစနစ်တွေစီးပွားရေးစနစ်တွေတည်ငြိမ်မှုတွေကိုခင်ဗျားတို့ချိုးဖောက်ခွင့်ပြုတ်ခဲ့တာသူများနိုင်ငံရဲ့အချုပ်ချာအာဏာကိုချိုးဖောက်ခဲ့တာမဟုတ်ဘူးလားအခုခင်ဗျားတို့ KNU ကပြန်တွဲပေးမဲ့လူတွေကိုလက်မခံပါနဲ့ထိုင်းကိုခင်ဗျားတို့ပြောမယ် American Task Force ကထိုင်းနဲ့ပူးပေါင်းဆောင်ရွက်နေပြီဆောင်ရွက်လာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့တရုတ်ကချက်ချင်းလူ100စီရင်ကိုထုတ်ပြန်ဒီလူ100တွေကဝမ်းတက်ဖြစ်ပါလေပေါ့ပြီးတော့ခင်ဗျားတို့ကြားဖြန့်တိုက်ဖြတ်ရေးတွေထဖွဲ့ကြကျွန်တော်ပြောတာစင်စဲဘိန်းသားရင်းထလို့ခင်ဗျားတို့လုပ်ကြကြနော်ဟိုကုတ်ဒီကုတ်နဲ့တရုတ်ကစားသွားတဲ့အကွက်ကိုကျွန်တော်တို့မြင်တယ်အမေရိကန်တော်တော်တင်းတင်းကြပ်ကြပ်ကြီးတိုးဝင်လာမှာဆိုလို့ခင်ဗျားတို့အတားအဆီးဖြစ်အောင်ဒါတွေထဖွဲ့ကြခင်ဗျားတို့လှုပ်ရှားလာတာဘယ်တော့ကြာပြီလဲနဲ့ကဘာကြီးကိုခင်ဗျားတို့လိန်စားလာတာကဘာနိုင်ငံကလူတွေရောစီးပွားရေးတွေရောပိုင်ဆိုင်မှုတွေကိုရောခင်ဗျားတို့စစ်ကနေနဲ့ခေါ်ထားတာစစ်ကနေနဲ့သွားနေတဲ့လမ်းကြောင်းမြဝတီနေဆက်နဲ့နေပြည်တော်ဟာတနေ့ကိုအကြိမ်400အနည်းဆုံးရှိအဲ့ဒီနေပြည်တော်ကလက်ခံတာကလည်းမောင်အောင်ဖွဲ့ထားပေးတဲ့ကြားဖြတ်နဲ့အကျိုးတူစီးပွားလုပ်ပြီးတော့ကင်တွယ်ဆောင်ရွက်နေတဲ့အဖွဲ့ဂရုရှိနော်အဆောက်အသေးချာနဲ့နေပြည်တော်မှာတော့ဒါတွေကိုခင်ဗျားတို့ဘာကြောင့်ဖျောက်ဖျက်ထားတာလဲကြားဖြတ်လုပ်တာခင်ဗျားတို့ဘာမှမရဘူးလို့ဘာကြောင့်ပြောနေတာဒါဆိုရင်အောင်စိုးဟာပထမကရင်ပြည်နယ်မှာခင်ဗျားတို့အာဏာသိမ်းပြီးတော့တာဝန်ယူခဲ့တဲ့အောင်စိုးဟာကရင်ပြည်နယ်ကမြေဧက900ကြားဖြတ်ကိုရောင်းခဲ့တာခင်ဗျားတို့ညင်းရဲသလားဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့မှာဒီလိုသက်သေအချက်လက်တွေရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တာကအချုပ်ချာအာဏာတစ်ခုကိုခင်ဗျားတို့လှုပ်ချင်ရလှုပ်ပေါက်ပန်း40သူများကိုအကုန်လှုပ်ပြီးတော့မှခင်ဗျားတို့အချုပ်ချာအာဏာကိုလာမထိနဲ့လို့ပြောတာခင်ဗျားတို့ဘာတွေတာဝန်ယူပေးနိုင်လို့လဲဟမ်ခင်ဗျားတို့ထိုင်းကိုသွားပြောတော့ရောထိုင်းကလက်ခံတော့ရောခင်ဗျားတို့အခုထိုင်းကိုလက်မခံရင်ခင်ဗျားတို့လှုပ်ထားတဲ့အကွက်ကိုကျွန်တော်သိပြီးပြီခင်ဗျားတို့ရေနံ gas တွင်းကြီးတနင်္သာရီတိုင်းမှာတွေ့တယ်ထိုင်းကဘီလီယံ30ရင်းနှီးမြှုပ်နှံလုပ်မယ်လို့ offer လုပ်ထားတယ်သဘောကမင်းတို့ KNU ကလွှဲပေးတယ်ဒါတွေလုပ်တယ်ငါတို့ကတိကောက်ဖြစ်အောင်လုပ်ရင်မင်းတို့အစားငါတို့စင်ကာပူကုန်တယ်ကိုရှာမယ်စင်ကာပူနဲ့ business နော်အခုကစာချုပ်တွေမချုပ်ရသေးဘူးနော်ပြောမင်းတို့ကစားမဲ့အကွက်ကဒါပဲဒါပေမဲ့မင်းတို့လူလိမ့်နေနော်လူလိမ့်နေမဟုတ်သေးဘူးပြီးလူသက်သမားတွေဒါနောက်တစ်ခုဆက်သွားခြင်းလို့ဘာဖြစ်လို့လဲဆိုတော့အဲ့ကြားဖြတ်မှလာတဲ့လူတွေလာအလုပ်လုပ်ခံရတဲ့လူပဲဖြစ်ဖြစ်သူ့ဟာသူဘလို့နီးနဲ့ပဲလာလုပ်နော်ဟိုဘလို့ပြောမလဲသတ်မှတ်ထားတဲ့ငွေကိုမရှာပေးနိုင်ရိုက်နှက်ညှင်းမဲ့နှိပ်စက်တတ်ပြတ်တာမိတကြိုဇက်9လုံးတော့မင်းတို့စစ်တပ်ကပဲကြည်ညာတယ်မိတကြိုဇက်9လုံးရှိတယ်ကဲမစဉ်းစားကြည့်နော်ဒီရွှေကုတ်ကူတစ်ခုထဲမှာ
ဆိုတော့မင်းတို့များလုံးတာပေါ့ဆိုတော့ဘာလို့မိတကြိုဇက်၅လုံးတော့ထားဒါအများပြည်သူသိအောင်ကျွန်တော်ပြောပြတာဆိုတော့သူများနိုင်ငံမှာရှိနေတဲ့ပိုင်ဆိုင်မှုတွေတည်ငြိမ်အေးချမ်းမှုတွေကိုတော့မင်းနိုင်ငံကနေပြီးတော့ပခိုးပေါင်းစုံတဘိုးပေါင်းစုံနဲ့မင်းတို့စစ်တပ်ကမတရားခိုးခိုင်းပြီးတော့နိုင်ငံတကာကပြောလာတဲ့အချိန်ကြမှာအချုပ်ချအာဏာပိုင်နိုင်ငံကိုလာပြီးတော့စော်ကားလို့မရဘူးဆိုတာဇော်မဲလုံးမင်းဘာကောင်လဲမင်းကိုမင်းစဉ်းစားကြည့်လိုက်မင်းကဘာဖြစ်လို့လဲဆိုတော့အိမ်ကိုဓမြဝင်တိုက်ပြီးမှမင်းကနောက်တအိမ်ကိုကူးလိုက်တဲ့အချိန်မှာပေါ့ကွာနောက်တအိမ်ကမင်းအိမ်ဖြစ်မယ်ကွာဘေးအိမ်ကိုဓမြတိုက်ပြီးမှမင်းခြံထဲကိုမင်းပြန်ခုန်ခံလိုက်ပြန်ခုန်ဝင်လိုက်တာကိုဓမြတိုက်ခံရတဲ့အိမ်ကသိရသားနဲ့မင်းကိုလှုပ်တော့မဲ့အချိန်ကြရင်ခြံစည်းရိုးရှိတယ်ကြော်မလာနဲ့ဆိုတဲ့ကောက်မျိုးကွာဟုတ်တယ်နော်မင်းတို့ကောင်တွေအားလုံးကဗမာပြည်သူတွေအပေါ်ရောနိုင်ငံတကာပြည်သူတွေအပေါ်ရောနော်အကုန်လုံးပေါ်ကိုမတရားပြုမှုကြင့်ကြံရက်ဆက်ကြမ်းကြုတ်ရုပ်မာနေတဲ့အဖွဲ့အစည်းဖြစ်တယ်ဒါကိုငါပြောတာဟုတ်ပြီနောက်ဆုံးချက်ပြောမယ်မြောက်ဦးကိစ္စနော်မြောက်ဦးဆေးရုံမှာအရက်သားတွေဟိုမင်းတို့ဘုံကျဲပြီးတတ်ဖြတ်မင်းတို့ TNL ကိုလည်းဘုံကျဲပြီးတော့အကြောက်တရားနဲ့လက်ခံသွားအောင်မင်းတို့လုပ်တယ် MND ကိုလည်းမင်းတို့လုပ်တယ်ဟုတ်တယ်နော်နောက်ကမင်းတို့ကိုလှုပ်ပေးနေတဲ့တရုတ်ကိစ္စကိုတော့ငါမပြောတော့ဘူးအခုအင်အားကောင်းတယ်တိုက်ရိုက်ခိုက်ရရှိတယ်နော်မျိုးချစ်စိတ်လည်းရှိတယ်နော်စီလုံးညီညွတ်မှုလည်းရှိတယ်ဆိုတဲ့ရခိုင်ဒေသကိုလည်းဒီလိုဖြစ်အောင်အရက်သားတွေကိုဘုံကျဲတတ်ဖြတ်လာမင်းတို့ကဘာပြောလဲဆိုကြောက်တော်မှာတဲ့လူ900တဲ့ကြောက်တော်လူ900ကိုအာရကန်နေဒီအေးတက်မတော်ကအာရခတက်မတော်ကတက်တော်ကြီးကတတ်ခဲ့တယ်ဆိုတော့ပြောတာဗမာလေမင်းတို့စစ်တပ်ကကျင်ညာခဲ့လို့လားနေစဉ်လက်ကနာဂစ်တုံးကပုံတွေကိုယူပြီးတော့နော်ကိုခဲကနေယူပြီးတဲ့အခါကျတော့သူရေးကျင်တဲ့စာကိုတရုတ်လိုကိုခဲမှာဘာသာပွားပြန်ပြီးအောက်ကနေတရုတ်လိုဖြတ်ညက်ကတ်ထည့်ထားပြီးတရုတ်ဆက်တလိုက်ကပုံနေဘာဆိုတော့အရင်ဆုံးတင်ပြီးတော့ငါပဲဒါကိုထပြောလို့အဲ့ဒီကောင်ရှက်ကိုရှက်ကန်နဲ့ဖြုတ်ချသွားတာလေဟုတ်ပြီလားဆိုတော့မင်းတို့ကောင်တွေကမတရားလုပ်ဖို့အတွက်နော်ကိုတိုင်းသူပြည်သားတွေကလူတွေရှင်းရှင်းပြောရင်မင်းတို့ဟာတမတ်ကြတယ်ယောက်ျားကောင်းတွေဖြစ်တယ်လူပီတာတယ်ဆိုရင်စစ်တောင်တိုက်ကြမလို့ဘူးကွာစပွဲဝိုင်းထိုးပေးလိုက်ရုံပဲမင်းတို့ကိုလည်းအာရခတက်တော်ကြီးကပြောပြီးသားနိုင်ငံရေးအရာအချိန်မရွေးဆွေးနွေးနိုင်တယ်မင်းတို့ကရှင်းရှင်းပြောရင်ကွာမဟုတ်လားမင်းတို့လှုပ်ထားတဲ့မာဖီးယားဘောင်းစုံနဲ့ဟိုတယ်တွေနော်ပြီးတဲ့ငွေဆောင်ဥစ္စာတွေပါသွားတဲ့အခါကျတော့မင်းတို့ကြိတ်မနိုင်ခဲမရဖြစ်ပြီးတော့အာရခတက်တော်ရဲ့လို့မဟုတ်ဘူးတွေးတဲ့လူအကုန်တတ်ပြီးတော့ငါတို့အောင်နိုင်တယ်ဆိုတာကိုလှုပ်ပြမယ်ဆိုတဲ့စစ်ပွဲမျိုးကိုမင်းတို့ဖန်တီးတာဒါကြောင့်ငါတို့ကတော့ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်မင်းတို့ဟာစစ်သားကောင်းတွေယောက်ျားကောင်းတွေနော်လူပီတာတဲ့ကောင်တွေဆိုရင်ငါဆိုရင်စစ်မတိုက်ဘူးငါရအောင်ငြိမ်းငြိမ်းလို့ငါလောဘတစ်ခုလည်းငါမကြည့်ဘူးနော်အခုကရွေးကောက်ပွဲကိုအခုမင်းတို့ပထမလှမ်းလိုက်တဲ့ခြေလှမ်းနိုင်ငံတကာမှာတော့မှတန်ယုံ49ယုံမှာ321မဲပဲရတယ်နော်မင်းတပတ်မင်းတို့လောက်လာမင်းတို့အခြေအနေကိုမင်းတို့သိသတင်းစာထဲမှာလူဦးရေ3သန်းမဲလာပေးတယ်လို့ကြီးညာမှာစိုးလို့နော်မင်းတို့အဲ့ဒီလိုစောက်ကြွားထုတ်မှာစိုးလို့ငါကိုရှယ်လေးအရင်ပြောတာမြောက်ဦးကိစ္စကတော့မင်းတို့ပြောတဲ့ကြောက်တော်ကလူ900လည်းမရှိဘူးလူ900ဆိုအဲ့ဒါနေစဉ်လက်နော်အဲ့ဒီကောင်အကြောင်းလဲငါအကုန်သိတယ်မင်းတို့စီမာကဖာကောင်းတွေဖာယုံထောင်တဲ့ကောင်တွေမာဖီးယားတွေတခိုးတွေတဘိုးတွေဆိုရင်လူယိုသေးရှင်ယိုသေးဖြစ်သွားတာကွာဒါကြီးကငါတိုင်းပြည်အတွက်တိုင်းသူပြည်သားအားလုံးအတွက်အနာဂတ်မှာဖြစ်နေတဲ့ရှိနေတဲ့ငွေလာတဲ့ကလေးတိုင်းရင်ဆိုင်နေရတဲ့ပြဿနာဖြစ်သွားတယ်ကွာလူရုပ်မာတွေလူကြီးသူကောင်းဖြစ်တဲ့တိုင်းပြည်ဖြစ်နေပြီးတော့ငွေလာတဲ့အပြစ်ကင်းစင်တဲ့ကလေးလေးတွေအရက်သားတွေဘုံကျဲခံပတ်ဖြတ်ခံရတဲ့တိုင်းပြည်ဖြစ်နေတယ်လို့ပဲငါပြောချင်တယ်မင်းတို့ကောင်းကောင်းဆင်ခြင်ဖို့လိုတယ်ဗုဒ္ဓဘာသာဆိုတော့အမြဲတမ်းအော်ပြီးမဟုတ်တာမှန်သမျှလုပ်တဲ့တိုင်းပြည်ဖြစ်နေတယ်ဒါကိုဒီအချိန်မှာနိုင်ငံကြီးကဘာကြီးတစ်ခုလုံးတိုးတက်နေတဲ့အချိန်မှာ
ဗမာနိုင်ငံခွေးတာတာအဆင့်လောက်ပဲရှိတော့တယ်ဆိုတဲ့အချင်းကြီးမင်းတို့ကြောင့်ဖြစ်ခဲ့တယ်ဆိုတာဒီအချိန်မှာမင်းတို့တန်ဝေခရဖို့လိုပြီးလို့ပဲပြောကြတယ်ဟိုအားလုံးပေါ့ဗျာနည်းနည်းလေးထကြွခေါင်းထောင်လာတဲ့ကိစ္စတစ်ခုကတော့ကြားဖြန့်အတန်လဲပျောက်သွားအောင်ပေါ့ဗျာရွေးကောက်ပွဲကိုလည်းလူတွေတိတ်အာယုံမထားနိုင်အောင်ဆိုတဲ့အချက်နှစ်ချက်ကိုမြန်မာစစ်ကောင်စီကအသေးချာ psychology ရ view ဟာဆွဲပြီးတော့တရုတ်နဲ့လုံမဲ့မြစ်ဆုံကိစ္စကိုရှေ့တင်လိုက်တာဗျာအခုလူတွေကကြားဖြန့်ကိုယော့သွားတယ်ဗျာဆိုလိုချင်တာကတော့ဟိုစိတ်ဝင်စားမှုနဲ့စိတ်ခံစားမှုကို balance ဖြစ်အောင်ပေါ့လေအဲ့လိုလုပ်လိုက်တဲ့သဘောလို့ကျွန်တော်မြင်တယ်ဒီမြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်တုန်းကဆောင်းပါးတွေအများကြီးရေးဘူးတယ်ဗျာဒါပေမဲ့အရန်အဓိကကြတဲ့ဆောင်းပါးတွေမှာ Save the River ဆိုတာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးခဲ့တာဒါပေမဲ့ကျွန်တော်ပြောချင်တာဒေါ်အောင်ဆန်းစုကြည်သူ့အစိုးရလက်ထက်မှာမြစ်ဆုံစာချုပ်ကိုအားလုံးဖွင့်ပြမယ်ဆိုပြီးတော့ဟိုဂတိပြုခဲ့ပေမဲ့မြစ်ဆုံကိုပြန်လှုပ်ဖို့အတွက်တော့ तू အဲ့ဒါကိုမကြိုးစားခဲ့ဘူးဗျ तू အဲ့ဒါမဖွင့်ပြခဲ့ဘူးဗျဘာလို့ तू ကိုယ်တိုင်ကို Save the River ရေးခဲ့တဲ့လူနော်ဒီမြစ်ဆုံကြီးကိုလက်ခံအောင် तू ဆောင်ရွက်လိမ့်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်သိတယ်ဗျအဲ့တုန်းကဆိုတော့ဟိုကျွန်တော်အခုပြောချင်တာကဒီမြစ်ဆုံကိစ္စကိုကျွန်တော်ပြောချင်တယ်ဟောမြစ်ဆုံကိစ္စမှာ2009ခုနှစ်ကစပြီးတော့2010ရွေးကောက်ပွဲပြီးသွားတဲ့နောက်2021ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာဒီနိုင်ငံတကာစီးပွားရေးနဲ့အကျိုးမြတ်စောင့်ကြည့်ရေးဆိုင်ရာရဲ့ဖော်ပြချက်အရာ CPI နဲ့ Asia World တို့ကလုပ်ငန်းအကောင့်ထဲပေါ်အသုံးပြုဖို့အတွက်သူတို့ယင်းဤစိုက်ထုတ်ထားတဲ့အမေရိကန်ဒေါ်လာ317တန်ပဲရှိသေးတယ်အဲ့ဒီအချိန်မှာအဲ့ဆောက်လုပ်ရေးဆောင်ရွက်နေတဲ့နေရာသူတို့အဲ့ဒီမှာစတူးပြီဗျာစပြီးနှိုက်ပြီးဖော်ပြီးပေါ့ဗျာသူတို့ဟိုဖောင်ဒေးရှင်းတွေလောင်းမယ်ပိုင်နေရိုက်မယ်ဘာတွေလုပ်မယ်ပေါ့ဗျာအဲ့လိုလုပ်နေတဲ့အချိန်မှာအဲ့ဒီမြစ်ဆုံသူတို့တတ်မှတ်ထားတဲ့နေရာမှာကိုတူးဖော်တာကိုတနေ့ကိုမြေတဲကားပေါင်း460တရုတ်ပြည်ဘက်ကိုပြန်မောင်းနှင်သွားတယ်မြန်မာနိုင်ငံထဲမှာတူးတဲ့မြေကြီးတွေကိုတရုတ်ပြည်ဘက်ကိုဘာကြောင့်မောင်းနှင်သွားတာလဲဒါဆိုရင်ကျွန်တော်ကမေးချင်တယ်ဒီတာကိုမဟုတ်ပါဘူးလို့ညင်းလာတဲ့လူတွေအဲ့ဒီမြစ်ဆုံကိုတရုတ်စလုပ်တဲ့အချိန်တုန်းကအဲ့တူးဆွထုတ်နှုတ်လိုက်တဲ့မြေကြီးတွေရောအဲ့ဒီမှာခုတ်ထွင်ရှင်းလင်းလိုက်တာတွေရောဘယ်နေရာမှာစွန့်ပစ်ထားတာလဲဆိုတာကိုကဲအဲ့ဒီမှာရှိနေတဲ့ကချင်ပြည်သူတွေကျွန်တော်ပြဗျာရောက်ဘူးတဲ့သူတွေပြဗျာမရှိဘူးဗျတရုတ်ပြည်မှာအကုန်လုံးကြောက်တွေတဲတွေနော်ရွှွန့်နေကိုအကုန်ကျင်ယူတဲ့အထဲထဲမှာသူတို့အဲ့ဒီလိုလက်ခဲတင်းလုံနေတဲ့ဥစ္စာဟာ3နှစ်အကြာမှာကို2ဘီလီယံလောက်ရသွားတယ်ဗျာအမေရိကန်ဒေါ်လာတိုက်ထုတ်ထားတာ300မီလီယံပေါ့ဗျာကျွန်တော်ပြောချင်တာအဲ့ဒီမီလီယံ317မီလီယံလေးကနေအဲ့ဒီကနေတူးပြီးတဲ့ဥစ္စာတွေအားလုံးကိုမြေမှုံတပွင့်မကြံယူသွားတာဗျာဒါမြစ်ဆုံမဖြစ်ရသေးဘူးနော်တူးပုံနှိုက်တုံးလောင်းတုံးအခြေအနေပဲရှိသေးတယ်အဲ့ဒီမှာကိုအမျက်ထွက်နေပြီကျွန်တော်ဟိုချင်းငါးစာချုပ်နဲ့ပတ်သက်လို့နောက်တစ်ပိုင်းမှာကျွန်တော်ခေါင်းစဉ်တစ်ခုနဲ့ထပ်ပြောမယ်အခုကျွန်တော်ပြောချင်နေတာကမြန်မာနိုင်ငံမှာလာလုတ်တဲ့စီမံကိန်းကိုမြန်မာမြေကိုတူးဆွနှိုက်ယူပြီးတရုတ်ပြည်တဲကိုမြေတပွင့်သဲတမှုံမကြံအောင်တည်သွားတဲ့ကိစ္စကိုအဲ့ဒါကိုပထမဆုံးစာချုပ်ချုပ်ခဲ့တဲ့ဦးတန်းရွှေလဲတာဝန်မယူသလိုဦးသိန်းစိန်လဲတာဝန်မယူဘူးနော်ဒါသူတို့နှစ်ဦးရဲ့ခက်မှာဖြစ်တာဟုတ်လားဒါဆိုရင်အဲ့ဒီမှာတင်ကိုကျွန်တော်တို့ဘလောက်ဆုံးရှုံးနေပြီအဲ့ဒါကတယံဇာတစစ်ကျင်းလေဗျာမြစ်ဆုံစွာအိန္ဒိယတိုက်ကြီးကယိုကျလာတဲ့တယံဇာတတွေဟာအဲ့ဒီမှာစပြီးစုတဲ့နေရလေဗျာဆိုတော့ဒါကိုကျွန်တော်ပြောတာပါတော့တိတ်များလွန်းနေဗျာကျွန်တော်တို့ပြည်သူတွေအပေါ်နှလုံးတွေရောအသေးတွေရောကြောက်ကတ်တွေရောအဲ့ဒီလိုဆွဲထုတ်တာဟုတ်ပြီမြစ်ဆုံနဲ့ပတ်သက်လို့ဂေဟစနစ်အကြောင်းကျွန်တော်မပြောဘူးစောသေးလို့မပြောတာโอเคအဲ့ဒီမြစ်ဆုံလုတ်ပြီး ARD မှာနေနေတဲ့လူတွေရဲ့အကြောင်းကျွန်တော်မပြောသေးဘူး ARD ကိုအကြောင်းပြုပြီးပေါ်ပေါက်လာတဲ့ဘရင်နိုင်ငံတော်တွေထူထောင်လာတဲ့နော်အုပ်ချုပ်ရေးစနစ်တွေယဉ်ကျေးမှုတွေတ
စီးပွားရေးတွေကုန်သွယ်မှုတွေကူးသန်းရောင်းဝယ်ရေးတွေနဲ့ပေကီတကြပြာတွေအဲ့ဒီအကြောင်းကျွန်တော်မပြောသေးဘူးကျွန်တော်တစ်ခုပဲပြောမယ်ဒီကိစ္စမှာအားလုံးရိုးရိုးရှင်းရှင်းလေးမြင်သွားအောင်ပဲပြောမယ်โอเคမြစ်စုံပေါ်မှာစောက်မဲ့တန်က9ခုရှိတယ်အတိုးတွေအရင်တွေချီးငှားမဲ့ငွေတွေကိုတယောက်ကဟိုဝန်ကြီးဟောင်းတယောက်က20ရာခိုင်နှုန်းမြတ်မယ်ပေါ့ဒီလူလာကျွန်တော်အရှိမရှိရင်လေနော်လိတ်ကောင်းရောချီရောဥရောဥမကြီးရောတခါတည်းဗိုက်တွေကထွက်သွားအောင်ကျွန်တော်ပြောလိုက်နိုင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်သူပြည်သားအချင်းနဲ့ချင်းချင်းတွေကိုကျွန်တော်တို့ဂျင်းကိုတခြားတိုင်းသူပြည်သားရဲ့အကျိုးအမြတ်အတွက်ထဲ့စရာကိုမလိုဘူးဗျဒီကိစ္စကတခုတည်းပဲပြောချင်တာအေယာဝတီဒီမြစ်ဆုံကနေစီးဆင်းလာတဲ့ရေအရှိန်အလျင်တဲဆောင်လာတဲ့နှုံးမြေတွေအားလုံးဟာအောက်ဘက်ဒေသတွေမှာစိုက်ပျိုးရေးနှုံးတင်မြေနုဒါမိတ်ဆွေတို့ကြားဘူးမယ်ပေါ့ဗျာနော်မြေနုကျွန်းနေအများကြီးနဲ့စိုက်ပျိုးရေးတွေမြေနုကျွန်းဆိုတာကျွန်တော်ပွင့်ပွင့်လင်းလင်းပြောပြမယ်ဘာမြေဩဇာမှထဲစရာမလိုဘဲနဲ့ organic စိုက်တဲ့မြေနုကျွန်းနေအဲ့ဒါဗမာပြည်မှာအကြီးအကျယ်ဖြစ်ထွန်းခဲ့တယ်ဘလောက်တောင်ဖြစ်ထွန်းတယ်လဲဆိုအေယာဝတီမြစ်ကြောင်းတစ်လျှောက်ဟိုဒီမြစ်ဆုံကနေအေယာဝတီတိုင်းထိကိုမြေနုကြောင်းပေါင်း900ရှိတယ်မြေနုကျွန်းတစ်ကျွန်းကိုအနည်းဆုံးဧက40ရှိအဲ့ဒီလိုစိုက်ပျိုးလာပြီးတော့နော်ကျွန်တော်တို့တပိုင်းတနိုင်စီးပွားရေးတွေနဲ့ကျွန်တော်တို့ဒေသခံပြည်သူတွေလူစားကင်စားခွင့်ရခဲ့တာဗျဘာဖြစ်လို့မြေနုကျွန်းတွေပေါ်တယ်လဲဆိုရင်စီးဆင်းလာတဲ့မြစ်ရေကတဲလာတဲ့နှုံးအမိုက်အနှစ်တွေဟာတွန်းဖြစ်ပြီးအဲ့ဒီပေါ်မှာစိုက်ပျိုးကြတယ်ရာသီဥတုတစ်ခုပြောင်းသွားရင်နောက်တစ်ခါရေပြန်ကြီးလာရင်အဲ့ဒီကျွန်းတွေသူ့အလိုလိုအေယာဝတီတိုင်းဘက်ကိုပြန်စီးဆင်းသွားတယ်ကဲအောက်ဘက်ကိုပေါ့ဗျာကျွန်တော်ပြောချင်တာဒါဆိုရင်အားလုံးဟာဂေဟစနစ်မျှတနေတယ်ဗျာโอเคမျှတအောင်ဖြစ်သွားမယ့်အကြောင်းအရာကဘာလဲလို့ကျွန်တော်ကိုခင်ဗျားတို့မေးကြည့်လေကျွန်တော်ဖြေနိုင်တာတစ်ခုပဲရှိတယ်အဲ့ဒီဟာစီးဆင်းနေတာဖြည်းဖြည်းပဲစီးဆင်းကြမ်းကြမ်းပဲစီးဆင်းဘလို့ပဲစီးဆင်းနေပလေစီအေယာဝတီမြစ်ရဲ့စီးဆင်းဖို့အကွေ့အကောက်မြစ်ရိုးအတက်အဆင်းအစောင်းအတိုက်အစားအထုံအငုံနော်အဲ့ဒါတွေအားလုံးနောက်ဆုံးရန်ကုန်တိုင်းပဲခူးတိုင်းအေယာဝတီတိုင်းအဲ့ဒီတိုင်းသုံးကြီးမှာနေနေတဲ့လူဦးရေ18တန်းရဲ့စိုက်ပျိုးရေးအတွက်ဘလောက်အထောက်အကူပြုတယ်လဲဆိုတော့အိန္ဒိယသမုဒ္ဒရာနဲ့ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်တွေကတီးဝင်နေတဲ့စားငံရည်တွေကိုသူ့ရဲ့တဘာဝဂေဟစနစ်ကအေယာဝတီမြစ်ကြောင်းကြီးကဆင်းလာတဲ့ရေကြိုတိုင်ကထိုးနေတဲ့ရေတွေကပင်ငယ်တွေကိုတွန်းထုတ်လိုက်ပြီးတော့ကျွန်တော်တို့စပားကြီးဖြစ်နေတာဗျအေယာဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းဆိုတာအမှန်တော့ဒါစပားကြီးဗျโอเคအဲ့ဒီမြစ်မှာဒန်နေဆောက်ပြီးတော့အဲ့ဒီမြစ်ရဲ့ရေစီးအားကိုထိန်းလိုက်တော့မယ်ဆိုလျင်အဲ့ဒီစားတွေကအခုသူတို့စာချုပ်ချုပ်မှာနော်ခင်ဗျားတို့ထုတ်မပြောသေးဘူးကျွန်တော်သိပြီးပြီ250စာချုပ်250မှာကိုစရာခင်ဗျားတို့ဖက်နှက်မစည်းပဲနဲ့အေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမှာလမ်းလျှောက်လို့မရတော့ဘူးဗျစားပွင့်သွားပြီဗျဘာမှစိုက်လို့မရတော့ဘူးဗျဒီဟာစနစ်တွေပျက်စီးသွားပြီဗျဆိုတော့ဒီရေရဲ့အစီးအလျင်နှုံးကိုထိန်းချုပ်လိုက်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယပင်လယ်အော်ကဝင်လာမဲ့စားငံရေတွေဟာတဖြည်းဖြည်းနဲ့အရှိန်တက်ပြီးတော့ဗျာကျွန်တော်တို့ဟိုခြေတကောက်ကွေးမှာစတဲ့နှင်းကူလိုပဲဒါနှင်းကူဖြစ်တဲ့ပုံကိုယ်တွေကိုမေးကြည့်အဲ့ဒီနှင်းကူကိုစဖြစ်တဲ့ကအကင်းမတတ်နိုင်လိုက်တဲ့အတွက်ဒူးကောင်းရောက်လာတာဗျာနောက်ဆုံးခြေထောက်တစ်ခုလုံးနှင်းကူဖြစ်ပြီးဖြတ်ပြစ်ရမယ့်အခြေအနေမျိုးရောက်သွားတာဗျာဆိုတော့ဒါမျိုးကိုမြန်မာစစ်တပ်ကြီးသူတို့အာဏာတည်မြဲဖို့အတွက်ကြောတောက်နောက်ခံရဖို့အတွက်အကြောင်းတစ်ခုလျှက်စစ်မီးဆိုတဲ့ဥစ္စာကိုအခြားဥပဒေသားတွေအခြားနည်းစနစ်တွေပညာရက်တွေနဲ့ရှားဖွေသင့်တယ်လို့ကျွန်တော်ကပြောချင်တာနဲ့အေယာဝတီမြစ်ကြီးကိုပိတ်ဆို့ပြီးတော့250
လူဘာဝဆက်လက်တရုတ်နဲ့ပေါင်းပြီးအုပ်ချုပ်ဖို့ဒါကြီးကိုလှုပ်တာကတော့ဒါဟာမြန်မာတနိုင်ငံလုံးမှာရှိတဲ့လူဦးရေ18တန်းရဲ့အိုးအိမ်စီးစိမ်စားဝတ်နေရေးနဲ့ one bite တွေကိုရိုက်ခွဲချလိုက်တယ်လို့ပဲကျွန်တော်မြင်တယ်ကျွန်တော်တို့နောက် generation မျိုးဆက်တွေဟာမန္တလေးမှာမွေးလားရှိုးမှာမွေးမြစ်ကြီးနားမှာမွေးပြောချင်တာကတော့အောက်ဘက်ပြည်ကိုသွားတော့မယ်ဆိုရင်ဖနက်မပါပဲခင်ဗျားတို့လမ်းလျှောက်လို့မရတော့ဘူးအချိန်ကြီးရောက်သွားလိမ့်မယ်ဘာဖြစ်လို့ဆိုစားပွင့်ကုန်ပြီအေယာဝတီမြစ်ကြီးရဲ့ဒေစီးချောင်းကိုအောက်မှန်သွားနေတာနော်မှန်ကိုကျွန်တော်ပြောတာဟိုရေလွတ်လိုက်တဲ့အချိန်မှာပြီးသွားမယ်လို့မပြောဘူးနော်ဂေဟာစနစ်ဆိုတာဒါမျိုးမဟုတ်ဘူးဥပါဒါသူတဘာဝလျှောက်နော် generating circulation လို့ခေါ်တဲ့လေပတ်နေတဲ့စနစ်ကိုပြောတာပျက်စီးသွားတဲ့အတွက်အဲ့ဒီစားတွေပွင့်လာတော့မှာလောလတ်ကိုအေယာဝတီတိုင်းမှာဆရာတို့ကျွန်တော်အခုပြောနေတဲ့ဥစ္စာကိုနားထောင်နေတဲ့ပြည်သူညီကိုမောင်နှမတွေအဲ့ဒီမှာတဘာဝနေလန်းစားခွင့်အကြီးမားဆုံးရှိတယ်ဘာကြောင့်လုံနိုင်အိန္ဒိယသမုဒ္ဒရာနဲ့ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ကစီးဝင်လာတဲ့ရေငန်တွေကိုပိတ်တောင်ပြီးစားခွင့်တွေလှုပ်ထားတာအေယာဝတီတိုင်းမှာအများဆုံးပဲခူးတိုင်းမှာအများဆုံးပဲလေလောလတ်တောင်မှနော်ဒီပိတ်ဆောင်စားတွေနေလန်းစားတွေလုံနေလို့ရတယ်ဆိုတာအဲတို့ကြားဘူးမှာပေါ့ပဲခူးစားဆိုတာဟုတ်တယ်မလားဒါဗမာစားတွေမှာလည်းပါတယ်ဘာကြောင့်ဒီစားရတာလဲဘယ်သူကလာပတ်ဖြန်းပေးလို့လဲမဟုတ်ဘူးဗျအိန္ဒိယသမုဒ္ဒရာနဲ့ဘင်္ဂလားဒေ့ရှ်ပင်လယ်ဝစီးဝင်နေတဲ့ရေငန်တွေကိုအောက်ပိတ်ပြီးနေလန်းစားဖြစ်ခဲ့တာဗျဆိုတော့အခုအေယာဝတီမြစ်ကြီးကိုပါဒီတိုင်းအတာလွန်မသွားအောင်အမြဲတမ်းတွန်းထုတ်ပေးနေတဲ့ခုနကအေယာဝတီမြစ်ကြီးကိုပါအထိန်အချုပ်နဲ့ဆောင်ရွက်လိုက်တော့မယ်ဆိုရင်အခုချုပ်မဲ့စာချုပ်က250လီခင်ဗျားတို့အဲ့ဒီတိုင်းနေအကုန်စားပွင့်သွားပြီဗျဘယ်လိုစိုက်ပြိုးတော့မလဲဘယ်လိုရှင်သန်တော့မလဲဘယ်လိုနေထိုင်တော့မလဲဆိုတာကိုကျွန်တော်ရဲ့အခုပြောဆိုထားတဲ့အချက်အောက်မှာပြန်ပြီးတော့ကွန်မန့်နေရေးပေးကြပါဗျာအားလုံးကျေးဇူးတင်ပါတယ်လေးစားပါတယ်ဥခိုက်ပါတယ်အေယာဝတီမြစ်ကိုတော့အားလုံးကဲတင်ကြပါလို့အထူးမေတ္တာရက်ခံတောင်းပန်ပါတယ်ဗျာကျွန်တော်ကိုရှယ်လေးပါ